ဆက်လက်ပြီးတော့ကနေပြီးတော့ဒီကမြတ်မှာတခြင်းနဲ့ဆက်လက်ပြောပြမှာဖြစ်ပါတယ်ပြည်တာနဲ့ဂရိတ်3ယောက်ျားလေးအကရန်ကုန်သားလေးကျွန်တော် ready လုပ်ထားပြီးပါခင်ဗျာဆက်လက်ပြီးတော့